တွေ့တက်တာအမြင်တက်တာရွေးရချေတိုင်းပြည်ရဲ့မိဘအပေါင်းတို့ရဲ့အပိမြောက်စားသာဆိုင်မလို့မြတ်တာရီကျော်လာတဲ့ကျွန်တော်ရဲ့မိသားစုတွေကိုဟုတ်ကဲ့ကျေးဇူးဆက်နိုင်တာတော့အနုပညာဆိုတခုတည်းတော့ဟုတ်ကဲ့အနုပညာပေါ့ခင်ဗျာဒါမှမဟုတ်ကျွန်တော်တို့အနုပညာနဲ့ကြိုးစားမှသာတင်ဆက်ကြတာပေါ့ကြိုးစားကြမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ပြပွဲကြည့်အောင်မလွယ်ပါဘူးမလွယ်ပါဘူးအများကြီးခြားတစ်ချက်ဝယ်ရဖို့မလွယ်ဘူးဟုတ်ကဲ့နော်ရက်နီးရက်ဝေးရလာကြည့်ရဖို့မလွယ်ဘူးဟုတ်ကဲ့နောက်ရာသီဥတုအန်တူပြီးကြည့်ဖို့မလွယ်ပါဘူးမလွယ်ပါဘူးဒါကြောင့်မလို့ကျွန်တော်တို့တက်ကြွတဲ့အနုပညာလေးနဲ့ကြိုးစားပြီးကပ်ပြကြဟုတ်ကဲ့ဟုတ်ကဲ့မင်းလေးဒါကြောင့်လို့ဖေတို့ကိုရောတီးပြီးသားဟုတ်ကဲ့ညီမလေးလည်းမိသားစုတွေပဲတီးပြီးသားဆိုတော့ထူးတယ်မင်းမဆက်တော့ဘူးဟုတ်ကဲ့ကျွန်တော်တို့ရဲ့မြတ်စွာဘုရားရှင်လက်ထက်နော်ညီတော်အနန္ဒာသူ့ရဲ့ဇနီးလေးဗရကလျာဏီဆိုတဲ့သူတို့သမီးလေးဟုတ်ကဲ့ဘလောက်ချောကြောင့်ဘလောက်လာကြောင်းဘုရားရှင်ကိုရောမြတ်ကိုကြွားချင်တာကြောင့်လက်ထက်မင်္ဂလာစွမ်းကိုဘုရားရှင်ကိုပြည့်ပြည့်ကြွားလိမ့်ဖို့ဟုတ်ကဲ့ဘုရားရှင်ဆုံးပုံပေးပြီးပြန်အကျော့ဟုတ်ကဲ့နော်တောလန်းတနေရာမှာတိတ်ငုတ်တူ6ဆဘောကမြောက်မနဲ့ပုံညီတယ်လို့ပမာခိုင်းနိုင်ပြတော့ညီတော်မင်းနဲ့ဘုရားရှင်ကိုစိတ်ဆိုးနေတာကြောင့်ဟုတ်ကဲ့ရှင်တော်မြတ်ဘုရားဟောကြားတဲ့တရားဓမ္မလေးကိုဘဥစိန်ကလေးရဲ့ဆိုဟန်လေးနဲ့ကျိုးလာပြီးတော့တင်ဆက်ခြင်းလေးရဲ့ဟုတ်ကဲ့လေးပေါ့ဗျာညီတော်မင်းနဲ့ချုပ်ခန်းညီတော်မင်းနဲ့ချုပ်ခန်းနော်ဒီမှာညောင်နှုံးသူညောင်နှုံးသားတွေလည်းပါလာပါဘူးဒါကြောင့်မလို့ဒီအကလေးနဲ့ဆိုလေးနဲ့ကျေးဇူးဆက်ကပ်ပြရစီဟုတ်လားဗတိုင်းကျွန်တော်တဏှာရောက်ရင်တခုအသက်တော့ကျွန်တော်တင်ဆက်နိုင်အောင်ကြိုးစားတယ်ကျွန်တော်နှစ်ပြန်မှာတင်ဆက်အောင်လို့ကြိုးစားမယ်မမမင်းသမီးတွေနဲ့နှိပ်ပိန်နာတေးထက်လေးနဲ့ရွာစားနဲ့ပြည်လေစိန်လေးနဲ့ကနိုင်အောင်လို့ကျွန်တော်ကြိုးစားမယ်ဟုတ်ကဲ့နှိပ်ပိန်နာတေးထက်ဟုတ်လဲဆိုတော့မျက်နှာလိုက်ရကြတယ်ကျွန်တော်တဏှာမှာတခုတော့အသက်ကတင်စပြည့်ဒါကြစလုံးညို့ညို့မချစ်ရကြမယ်လေဒါကြောင့်နေမိနာတိချက်လေးကိုလက်ဖြတ်ညမှာနှစ်ပေါင်းကောင်းမှာကျွန်တော်နေရီနေရာမှာမမတွေနဲ့ရေလေစင်လေးနဲ့အပြိုင်လေးတွေကမယ်အပြိုင်လေးတွေကမယ်ဒါတော့ကြောညာပေါ့နော်လက်ဖြတ်ညမလာတဲ့လူကတော့ကံဘောတစ်တော်ဘောပဲကြည့်ကြပေါ့လက်ဖြတ်ပြန်ဒါကြောင့်မလို့ဒီကကြတော့ဒီနေ့ကတော့ညီတော်မင်းနဲ့ချုပ်ကလေးတမင်းညိုလူပြောပြမကွေချင်းပေါ်ရီအချောရတော့လေအတီနောမငင်းမြန်ပြည်ပေါ်သတရင်လေးရှင်တော်ခေါ်ရမရေကဝစီတော်လေးမြန်ညီတော်မင်းနတ်တမြပမာကြီးဒီသာနှက်ခတ်ဆန်းနေနေအိုးဗရကလျာဏီမမြင်မတည့်မပြန်လို့ရတာကြောင့်မင်္ဂလာလက်ထဆန်းမှာဘုရားပြလို့ဖះကြောပါဘူးအပါကလျောက်ပြန်ဖះစီတယ်နေမပူရတော်တော်နဲ့လဲဒီဘောညီတော်တို့ကိုထမ်းပါလို့တော်လည်းကအပြန်တင်ကုန်တော်6ဆဘောကညမနဲ့ပမာကြီးကလျာဏီနဲ့ဘသူကချောတာကသဘောပေါက်ကြခေါ်ရမစီနေအောင်မေဆိုရလေကကြုံမညီနဲ့အမိတ်ဆက်ကိုခံတပိတ်ဖက်လို့ငိုးပြန်တရားသချင်းစကားလေးများဖရားလေးကိုပြုံးညံကြောက်ချင်ကြောက်စရာရဲ့ညမဒရံလာပြီကြောက်စုလာပြီလောအာယံကိုကြောက်စုနဲ့ဟဲ့ဟုတ်ပါအပြုံးမင်းသားလေးနိုင်ဖို့ဟုတ်ပါ